ဒီလူဟာအသားလေးအချိန်ယူခုံလိုက်ယုံနဲ့ပေပေါင်း3000ထိမြင့်တက်သွားပြီးထိန်းချုပ်မရဖြစ်နေတဲ့လေရင်ပြန်ကြီးကိုကယ်တင်ဖို့စူးစမ်းပါတယ်လေရင်ကိုမမီတော့ဘူးလို့သိလိုက်တဲ့အချိန်မှာသူဟာအနာကမိုးကြိုးလဲတိုင်တစ်ခုကိုတတိထားကြည့်လိုက်ပါတယ်သူဟာအချိန်ကုန်တင်ပြီးအားနဲ့ခုံကမိုးကြိုးလဲတိုင်ကိုတစ်ချက်တည်းနဲ့ဖမ်းကင်လိုက်ပါတယ်အဲ့ဒီနောက်တိုင်ကိုပက်ပြီးအချိန်ပြင်းပြင်းလက်ဘက်ကရလာတဲ့အချိန်ဟုန်နဲ့မိမိကိုလွတ်တင်လိုက်တဲ့အခါလေရင်ရဲ့ရှေ့ပြီးကိုအမိအယဖမ်းမိသွားပါတော့တယ်သူဟာဘီကနေတဆင့်အပေါ်ကိုတက်သွားပြီးတန်ချိန်ထောင်ချီလေးတဲ့လေရင်ကြီးကိုသူ့ရဲ့မယုံနိုင်စရာကောင်းတဲ့ခွန်အားနဲ့ပစ်မလိုက်ပါတယ်အားလုံးအစင်သင့်ဖြစ်ပြီဆိုတာနဲ့သူကလက်ဟန်ချေဟန်နဲ့အချက်ပြလိုက်ရာလေရင်မှုကချက်ချင်းနားလေသွားပြီးအရေးပေါ်ဆင်းသက်ဖို့ဘီတွေကိုချလိုက်ပါတယ်လေရင်မြေပြင်နဲ့ထိတော့မဲ့အချိန်မှာဖြစ်ပေါ်လာမဲ့ဖိအားကအလွန်ပြင်းထန်တာကြောင့်သူသာခိုင်ခိုင်မာမာမပင့်ထားနိုင်ရင်အကျိုးဆက်ကတွေးဝန့်စရာမရှိပါဘူးခံမှန်းထားတဲ့အတိုင်းပဲမြေပြင်နဲ့ထိလိုက်တဲ့အချိန်ကြောင့်သူဟာမြေကြီးတဲ့အထိကျုံဝင်သွားမတက်ဖြစ်ခဲ့ပေမဲ့လေရင်ကြီးကိုတော့ဘေးကင်းအောင်ဆင်းသက်ပေးနိုင်ခဲ့ပါတယ်ခရီးသည်တွေအားလုံးလည်းပျော်ရွှင်စွာနဲ့အောင်ပွဲခံကြတာပေါ့ခရစ်ကတော့လူကြားထဲကနေအေးအေးဆေးဆေးပဲထွက်ခွာသွားခဲ့ပါတယ်ခရစ်ဟာဒီမျိုးရဲ့အဆောင်ရှောက်ဖြစ်ပြီးလူတွေဘေးရန်ရဲ့ကြုံတိုင်းစူပါမန်ဖြစ်ပြောင်းရဲကအချိန်မီရောက်လာတတ်သူပါပုံမှန်နေ့ရက်တွေမှာတော့သူဟာရိုးရိုးသားမှန်လူတစ်ယောက်လိုပဲအားလက်ရက်မှာရေးစားနဲ့အတူဈေးဝယ်ထွက်လေးရှိပါတယ်မမျှော်လင့်ပဲလမ်းပေါ်မှာရေခဲမုံဝယ်နေတော့လူသက်သမားတစ်ယောက်နဲ့တိုးပါတယ်ခရစ်ဟာတခုခုလွဲနေပြီဆိုတာကိုချက်ချင်းသိလိုက်ပြီးလမ်းကြားတစ်ခုတည်းကိုနောက်ယောင်ခံလိုက်သွားခဲ့ပါတယ်အဲ့ဒီမှာထူးဆန်းတဲ့ရုပ်တွေနဲ့လူတစ်ယောက်ကိုသူတွေ့လိုက်ရတယ်အဲ့ဒီလူဟာဘာစကားမှမပြောဘဲပေ300ကြော်ရှည်တဲ့ရှာကြီးကိုထုတ်ပြီးတိုက်ခိုက်ပါတော့တယ်အဲ့ဒီမိစ္ဆာရဲ့ရှာဟာနှစ်တစ်ခုလိုပြင်းထန်လုံးတာကြောင့်တစ်ချက်တည်းနဲ့တင်ကားတစ်စီးလုံးအပိုင်းပိုင်းပြတ်သွားပါတယ်ခရစ်ကလေထဲကိုခုန်တက်ပြီးမိစ္ဆာကိုကန်ထုတ်လိုက်ပေမဲ့အဲ့ဒီကောင်ကလေထဲမှာတင်ကိုလှည့်ပြီးနယံမှာကတ်လိုက်ပါတယ်အဲ့ဒီနောက်ဆိုင်းဘုတ်ကြီးကြီးတစ်ခုကိုဖြုတ်ပြီးခရစ်စီလွင့်ထူပေမဲ့ခရစ်ကလက်တစ်ဖက်တည်းနဲ့ဖမ်းပြလိုက်ပါတယ်ခရစ်ကအဲ့ဒီဆိုင်းဘုတ်နဲ့ပဲပြန်ပစ်လိုက်တဲ့အခါမိစ္ဆာဟာသူမရှင်နိုင်မှန်းသိလို့ကောင်းကင်ဘော်ကိုပြန်တက်ပြေးပါတော့တယ်ခရစ်ကနောက်ကနေအမိလိုက်ခဲ့ပေမဲ့အမိုးဘော်ကိုရောက်တဲ့အခါမှာတော့ဘသူ့ကိုမှမတွေ့ရတော့ပဲဟာလာဟင်းလင်းဖြစ်နေပါတယ်သူမသိတာတခုကတော့ဒီထက်ပိုပြီးကြီးမားတဲ့အနေရဆိုးကြီးတစ်ခုဟာမကြခင်ကြာရောက်တော့မယ်ဆိုတာပါပဲ